ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာအစရှိသောယရနာမြတ်ဆုံးပါနှလုံးသားကိုရစ်ဖွဲ့ခဲ့ပြီးဒီကျိုးလေးအမြင်နိုင်လဲယုံလို့မရတော့ဘူးသူဆွေငယ်အားလွယ်မရနိုင်လို့ဒီနောင်ကျိုးချီနှောင်မစိုးအဆွေလန်းဟာဖြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်များရစ်ဖွဲ့နေလဲဒီနောင်ကျိုးဖြီပါ